မပြန်တော်မူခင်ငါမြောင်းလာခဲ့မယ်ဒါအချင်းကြရင်မင်းနဲ့ငါလည်းတွေ့ကြမယ်လေနော်လူဝင်သားဘွားရင်ရောက်လို့ချင်းမင်းငါဘာလို့လောက်မယ်မှတ်တော့အရင်ကမင်းငါခေါင်းခေါင်းမှာအဲ့ဒါကြတော့အဲ့ဒါမမင်းငါ့ကိုမမိမှာလေနောက်တစ်ခါကျရင်တော့ပြီးဘလို့လောက်မယ်ဆိုရင်ချီတော့ဆွဲမှာကွာနော်လူဝင်သားပဲရောက် ဘုန်းကြီးအမတ်ဒီမှာရှိတယ် အဲ့လိုမလုပ်ဘူး မလုပ်ဘူးလား ညနာဝရမင်းငါခေါင်းခေါင်းမယ်လူဝင်သားဘွားရောက်လို့ချင်းတော့ပြီးချီတော့ဆွဲမယ်နော်အဲ့တော့မှမင်းတို့ကငါ့ကိုလူဝင်သားဘွားရောက်မင်းတို့အဲ့ဒါမှမှန်ငါခုကလေးမင်းတို့ပြောထားခဲ့ပြီးပြီနော်အချားလေးဘွားနဲ့ပြန်လာမှာကွာအားကြိုက်တဲ့အသီးတွေကိုလေလားလေတဲ့နေကြလဲလေလားလေနေကြလို့ရှင်လဲလေ ခဲ့ပြီမဲ့အဲ့ဒီပေါ်တရားနာမယ် အလားလေတဲ့နေကြလဲအဲ့ဒီဟာလေးတွေကိုငါ့ကိုကောင်းကွာ ဒီမှာ ဟဲ့ကောင်မင်းငါ့ကိုလေအဲ့ဒီဟာလေးတွေကိုလေအနုံလေးတွေငွားပြီးတော့ကျွေးနော် ဒီမှာ ခင်ဗျားတစ်ချက်ပါမှာပြင်မှာ တတိတော် အဲ့ ရှောက် ကောင် မယ် မင်းမငိုနဲ့ငါပြန်သွားတာမှာကြောင်းရောက်လို့ချင်းလည်းမငိုနဲ့တော့ငိုလို့ချင်းငါကြောင်းကြီးမှနေရမှာမင်းတို့ဟာဒီတိုင်းပေါ်မှာနေတာမဟုတ်ဘူးကွာငါကြောင်းကြီးပေါ်မှာပဲနေတာ ဒီမှာ ဆုံးမကိုင်းနေ ဝါပြီးလို့ရှိရင်တတိတော်မနေ့တိုင်းလဲကြောတဲ့ဘုန်းကြီးတို့ ငါဘောနားလေးလေလို့ပြောပြနေလားလာလေလောက်တဲ့နေထိုင်လေငါကောကော ဒီမှာ နော် ဒီမှာ အဲ့ဒါမှငါကြောက်ရတာကွာ ဒီမှာ နော် ဒီမှာ ငါမခဲ့တယ်နော် ဒီမှာ အားတပည့်တွေကိုလည်းပြောလာအောင်ငါခွင့်လွတ်တယ်လို့ ဒီမှာ ငိုချတော့နဲ့ဟိုဝေးရောက်နေတယ်အဲ့ဒီပလာကိုလည်းပြောလိုက် ဒီမှာ မငိုနဲ့အားလုံးငါတပည့်တွေကောင်းတော့ဝေးပုံလာကိုလည်းပြောလာအောင် ဒီမှာ ဝေးပုံကိုပြောလာအောင်ကာတော့ညတော့ဝေးပုံတော့မောင်ကွန်းတော့လည်းပြောလာအောင် ဒီမှာ ငါเจ้าကိုရောက်လို့ရှင်ညအိတ်ကြောင်လို့ ဒီမှာ ညမအိတ်ခဲနဲ့မကြိမ်မဲနဲ့ငါเจ้าကိုမကြိမ်မဲနဲ့တပားမှပြန်မကြွနဲ့အဲ့ဒါဆိုငါခွင့်မလို့ဘူးလေလို့ ဒီမှာ သိုးတို့ကိုပြောလိုက် ဒီမှာ နင်းလဲမုန်းနဲ့ရေစားချတဲ့ချိန်မှာမုန်းနဲ့သိုးတို့ကိုပြောလိုက်ငါကိုကြောချင်းနေဆိုလို့ရှိရင်ငါကြိတ်တဲ့အသီးတွေဝင်လာတယ် ဒီမှာပြောလိုက်လက်ပြအကုန်ပြောမယ် နောင်နေရစားပြီမူချတော့နဲ့နော် ဒီမှာ မူရင်